သူမမလို့ဘူးငါဘောငါရက်တီအကုန်လုံးနေဖြစ်လာလိမ့်မယ်ယုံကြည်ရနဲ့ငါရှောက်ရမယ်လဲလို့တားစီတွေရှိပါစေလုံးဝကိုမူပါငါလေးရင်ဆိုင်သွားမယ်လေချလေးပြန်ထားအရင်လေးနဲ့စိတ်ခန္ဓာရာရာကိုဖြတ်ကျော်မယ်လေအောင်မြင်ခြင်းများတိတ်မဝေးတဲ့ပန်းတိုင်းငါရှောက်လို့သွားမယ်အချိန်မှငါယုံကြည်တဲ့အိမ်မများထွက် Heyဒီလောကမှာငါသာရေးချင်ရမင်းကိုဆိုင်ငယ်နဲ့ပို့ဆိုင်ငယ်ကတော့ကိုယ့်ကိုရှာတယ်ငါမှလည်းโอเคဗျာစာရေးသူစလုံးပြောင်းပြပြီးတော့ငါတကယ်ကဲတင်ရမယ်ဒီဇလန်ကြောရွလို့ကတော့ငါအသာလေးမှတ်တယ်ဒီလိုပေါက်ပြရတယ်စဉ်းစားနေမှအစားကွာ project ကြီး3ခုလောက်ဆိုဒီတိုင်းနဲ့ run လိုက်ချင်ငါလည်းခုတော့တကယ်ပဲလုပ်ငန်းစုကြီးဥက္ကဋ္ဌပဲဖြစ်ချင်တော့တယ်ကွာ
哦，好大呗！我这里打边路路呀，我不要这里呗。好的，ဒီစင်းရဲတော့တရက်ကလေးတော့မနေနိုင်တော့တတိမြပြောင်းဘယ်လိုလုပ်ကောင်းလဲစဉ်းစားတယ် ဘာမှမချင်လေiPhone iPad yeah 来过是个马瑞萨。တာအဖေနောက်ကျမှသိရလို့တောင်းမှမှာတိုင်းတယ် ရပါတယ်ဖေရဲ့ဒီခုလိုမျိုးအတိမတ်ပြုတ်ပေးရတဲ့ကျွန်တော်ကျဉ်နဲ့နေပါပြီ အဖေသားပဲဟာကိုတိမှမပြူစရာလားငါသားရဲ့ ကျွန်တော်လေအဖေရဲ့စီးစိမ်နဲ့ထက်အဖေမြတ်တာကိုပဲငမွတ်နေခဲ့တာပါအခုကျွန်တော်ဘာမှထပ်မလို့ကျင်တော့ဘူး မဟုတ်တာကိုကလည်းအဖေသားပဲဆိုတော့ဖေဖေရဲ့အဝင်နဲ့တူရှားထိုက်တာပဲအဲ့တော့ကျွန်တော်တို့ညီကိုနဲ့အောင်ဒီလိုလောက်ကင်စားတော့ကြမယ်နော် ဟုတ်တယ်စီသူမင်းလည်းဖေသားပဲမောင်မောင်လည်းတိတ်သားပဲသားနှစ်ယောက်လုံးကိုဖေးတိမတ်ပြီလေရတဲ့ရလိုက်တာအားလုံးကိုလည်းပေးမယ် ဘလို့ဟာကြီးလေအဲ့လိုစသိန်းကြစရာအခန်းကြီးဖြတ်ကျော်အောင်ဟာဟုတ်တာပဲသူတို့သားကမှန်းတည်တယ်ဘယ်ချိန်မှလဲဘာလဲနောက်နေ့ match လောက်အခုမှ January 2025ပဲရှိတယ်တနစ်ကျော်လောက်ကြာအောင်ပါလားငါ့ကိုဗျာမြောင်လို့တဲ့စာရေးသူအိမ်သားလေးရောက်ရေရောတ िश ရောကုန်နေပါသေးတနစ်3ညလောက်6နဲ့ခုံဆောင်နဲ့တိုက်မိပါချစ်တဲ့သူနဲ့တငယ်ချင်းဆိုတဲ့စီးပေါင်နဲ့တစ်တလုံးမထွက်ရပါဘူးမဖြစ်ဘူးငါဘာသာမြန်ဆန်လှုပ်ရှားလိုက်ပါဒီလောက်ဒုက္ခများတဲ့စတိုင်းမှာတနစ်ကျော်လောက်လုံးဝမတည်နိုင်ဘာလို့လဲကောင်းလဲချမ်းဟိုတော့မင်းအောင်တော့ယူတေချာ30မှာဟာကျန်ရပြီငါပါဇက်ကောက်တစ်ခါကြည့်တာပြီအကုန်မှတ်မိကောင်းလိုက်တယ်အောင်တော့ငါဖိနေပြီလို့မပြောငါနီးနီးချောကြတယ်ဒီလိုလေးပဲဖြစ်ဖြစ်မေရုံးနဲ့ပြန်တွေ့ရတာဝမ်းသာပါတယ်
ဆောက်လုပ်ခွင့်ရတယ်ဘာလို့မကြရလဲဆိုတော့စဉ်းစားလို့မရဘူးဟာ 对对，这个他们要干好，往常看。 ဒီတိုင်းစစ်ကြည့်ပြန်တော့ငါဘဝသမားလေးစီတူဖြစ်နေနေရတာပဲတော်တော်ရှိမောင်းသဘောထားကြီးတဲ့ငါပဲနားလည်ပေးရမှာပေါ့လေဒီပုံစံကိုကြည့်ပြီးတော့ဘယ်လိုထင်ရတယ်မသိဘူးပဲကျွန်တော်ဆောက်လို့ရတဲ့ပတ်သက်ရင်အတွေ့အကြုံများရှိပါတယ်တစ်ချက်ကြည့်အောင်လည်းဒီတိုင်းမှာဘာကြီးလုပ်နေလဲဆိုတော့ကျွန်တော်ပြောပြနိုင်တယ်ဒီလိုလုပ်ဗျာအခု online ကနေစောက်လို့ခွင့်တင်လို့ရတယ်ပြီမလားကျွန်တော်တင်ပေးမယ်တခါတည်းစောက်လို့ခွင့်ကြသေးရအောင် မင်းမလုပ်နိုင်ဘူးသူဘယ်လိုလုပ်နိုင်ပါလဲငါတို့လိုတက်တက်တန်းရင်းနဲ့ဝန်ထမ်းတွေအောင်လုပ်နိုင်လားဟာဒီလိုကြည့်ကြပါOh my god ပြောပါတယ်စောက်လို့ရတဲ့ပတ်သက်တဲ့တွေ့ကြုံလို့အများကြီးရှိပါတယ် မင်းတကယ်တော်တာပဲငါတို့ရောမှာဆောက်ကြည့်ပါလား ဟုတ်တယ်မအား recommend ပေးမယ် ရပါတယ်ကျွန်တော်မလုပ်တော့ပါဘူးကျွန်တော်ခဏနေတထေးသားဖြစ်တော့မှာဝင်တန်းရှောင်နေပြန်အားရှောင်ဒါလည်းလိုက်ကြည့်ပြီးဆွဲပါမင်းဆွဲလာငါလည်းဟောက်ဆွဲပါမဟုတ်မင်းတကယ်ပဲမောင်မောင်လားငါ့ကိုမတိကြအောင်ဆောင်နေတဲ့ရဲယုံလားဆိုတော့တေးကြအောင်စမ်းတတ်မှာဖြစ်မှာကက်ကိုတေးချကြည်စမ်းပါဒီကက်ကိုကြည့်လိုက်တာနဲ့မင်းတန်းသိနေရပါလေမင်းပါလေရဲယုံနဲ့ရုပ်ပဲတူတယ်မောင်အောင်ဆက်လာအိုင်လာဘေးနဲ့ပြန်ယူဘာကိစ္စရှိလို့လဲ သားနဲ့မတွေ့တာကြာလို့လေကောင်းပြီနော်မင်းအိမ်ကိုလည်းပြန်မလာအောင်အလဲလွန်နေတယ်ဟုတ်လား ဟုတ်တယ်ဖေဒါဒီရက်လည်းလုံးဆရာနေရှိ ဒီမှာကွာဒါဆိုဒီနေ့ညတော့အိမ်ပြန်နေလိုက်နော် ဟုတ်ကဲ့ခုချိန်ဓာတ်ပုံမသိမသာပြစ်ချလိုက်အောင်လားတက်တော်တဲ့ငါပါလားလွယ်လွယ်ကူပဲလှုပ်လိုက်နိုင်ဒါဘယ်နေရာမှာသုံးနေကြလဲ ဟုတ်လေဒါစီတူကိုလက်ထောက်ပြက်ခန့်ထားချင်တာဖေဖေကမပြောရတာနဲ့စီတူ
သူစဉ်းစားပြီးရဲ့အချက် ဖြစ်လူငယ်တွေများကွာအလုပ်မှာပဲ idea ကောင်းလိုက်ကြတာ မဟုတ်ဘူးလေငါဖြစ်စေချင်တယ်ဒီလိုမဟုတ်လေစီတို့ကတူသားဆိုတော့တီသွားမှာဘလူတော်လွဲတာလေကွာ ကဲဒါကတော့အားရပေါ်ပါမယ်ဟုတ်လားဒီစီဝေးရှိလို့ပြန်သွားလာအောင်နော် ဘာလို့အဲ့လိုတော့လွဲနေရလဲအတေချာတော့ဓာတ်ပုံပဲပြချလိုက်ရအောင် ဇလံကိုတွေ့ဖယ်နေမယ်ဆိုရင် conflict တွေထပ်ပြီးတိုးလာနိုင်တယ်။မထင်မှတ်ထားမှုတွေပြည့်နေတာကမှလူကိုစိတ်လှုပ်ရှားစေနိုင်တာမဟုတ်လား။ဇလံကိုတွေ့ဖယ်ဖို့အားထုတ်နေလေအလကားပဲဆိုတာနားလေတဲ့ပေါ်ပေါက်ဖို့မျှော်လင့်ပါတယ်။ Good luck အော်ဇလန်နဲ့ဝင်ရင်တော့ဝင်လာတယ်တဲ့သူစုပ်လို့ဇလန်ကိုလည်းကောင်းအောင်လုပ်ပေးရတယ်ဒါကြီးကျယ် ဘယ်လိုဖြစ်လို့ချက်ချင်းမနှက်စာစားနေရပြန်တာလဲဦးလေးကရှမ်းခေါက်ဆိုကြိုက်တယ်ပေါ့နော်ကျွန်တော်မေရဲ့ရှမ်းခေါက်ဆိုလက်ရတယ်ရှယ်ပဲ ဒီလိုပါပဲကွာအကြိုက်ကြီးတော့လေဟုတ်ပါဘူး ကျွန်တော်မေကမူဆယ်သူလေငယ်လေးကပြေးမရှိဘူးကျွန်တော်တို့မင်းနဲ့ပဲတူနေရတာဟောဒါနဲ့ကျွန်တော်မေကလည်းဦးလေးနဲ့ကျွေးလို့လောက်ပဲမမတော့ကံကောင်းတယ်နော်ငယ်လေးကဖေးနဲ့တူနေရကျွန်တော်တို့ငယ်ကဖေးမရှိဘူးလေအဖေနဲ့မေကပိုးပြေးခဲ့ကြတာတဲ့နောက်တော့ပြီးပါတွေတီးသွားတော့အခွဲခံနေရအောင်အဖေကတော့ကျွန်တော်ရှိမှန်းမသိတော့ပါဘူး ဒါနဲ့တောင်းမိတယ်မယ်တူတယ် ကျွန်တော်မိနာမည်ကဒေါက်တာနာမည်ပြောပြတော့ပါမယ်ဖြတ်ဝင်ရတယ် 需要个过来呀，我是用不着买， ဘာလို့မှမဖတ်နဲ့ 能用多不贵。စိတ်ရှုပ်ရကြတယ်အဲ့ဒါဘယ်သူကြီးလဲကျွန်တော်မိနာမည်ကဒေါက်တာ
Severin Japan Cosmetic